ခင်အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာတမ်းမြတ်စနေစကေရောပြကမှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာယခုကမိတ်ဆက်ပေးရှင်တာကတော့ဓာတ်စီမိဆက်ထဲမှာဥပနိုင်ဖြစ်ပြီးတော့လီဖန်9800 ဝတ်ထွက်မှာ3500 4000ထိထွက်မယ်မိဆက်လေးပဲဖြစ်ပါတယ်ဒီကောင်လေးကဆိုလို့ရှိရင်တော့နိုးကျိုးဆွဲမိဆက်လေးပဲဖြစ်ပါတယ်ဒီကောင်လေးမှာသုံးရရှိမှမယ်နှုတ်မရတော့ကျွန်တော်အဲကွန်းတစ်ကောင်စပရေးတိုက်တစ်လုံးသုံးလို့ရမယ်လက်တင်မီချောင်းပန်ကရေခဲတိတာတွဲပြီးတော့သုံးပြလို့ရမယ်အဲကွန်းစာပစင်လုံးမဲ့အကူများအနေနဲ့လုပ်ငန်းတွေမှာလည်းသုံးပြလို့ရမှာဖြစ်ပါတယ်ဒီကောင်လေးကဆိုလို့ရှိရင်ကျွန်တော်တို့ရှိမှာ stock အမြောက်များရှိသေးတာကျွန်တော်မှာ stock အမြောက်များရှိသေးရမလို့လက်ကားဝယ်ယူခြင်းတဲ့ customer များအနေဖြင့်အမြန်ဆုံးဆက်သွယ်မေးမြန်းလို့ရပါကြောင်းအတည်ပြုရပါတယ်ခင်ဗျာ online ကနေဆက်သွယ်မေးမြန်းစုံစမ်းလိုတဲ့ customer များအနေဖြင့်အမှတ်50နဲ့58 54လမ်းပဇွန်တော်မြို့နယ်သို့လာရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ် online ကနေပြီးတော့မှမေးမြန်းစုံစမ်းလိုတဲ့ customer များအနေဖြင့်3995583111ကိုဆက်သွယ်မေးမြန်းစုံစမ်းလို့ရပါကြောင်းအတည်ပြုရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်